ဒီနေ့တော့ဘာလေးချိန်ကမှမလုပ်ဘူးကိုခန္ဓာကိုအနာပေးမယ်ဘာလို့လဲဆိုတော့ကြွက်သားကြီးထွားဖို့ဆိုtraining တစ်ခုလည်းနဲ့မလုံတော့ဘူး recovery ကလည်းအရေးကြီးတယ်အဲ့ဒါကြောင့်ခန္ဓာကိုယ်ကိုအနာပေးမယ်အကြောတွေကိုဖြည်းဖြည်းချင်းလျှော့မယ်ရေများများတောက်မယ်အစားအစာကောင်းကောင်းစားမယ်မနက်ဖြန် training အတွက်ကိုယ်ခန္ဓာကိုယ်ကိုအကောင်းဆုံးပြင်ဆင်မယ်ကဲဒါကြောင့်မို့အကျော်လျှော့တဲ့လေ့ကျင့်ခန်းလေးကိုကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင် Let's go rest day ဆိုတာပြင်းလို့နားတာမဟုတ်ဘူးနော်ပိုကောင်းလာဖို့အတွက်အနားယူခြင်းပဲဖြစ်တယ်ကဲဒါဆိုလို့ရှိရင်ဒီဖို့ကြမှာပြန်လဲဆုံတွေ့ကြတာပေါ့ see you guys